ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးကတော့ဥပေါ်ဥနဲ့စကကြွယ်ပေါင်များဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးပါမယ်။ဥပေါ်ဥနဲ့နှံ့ဝတ်တစားတခါတော့ကဘယင်းကြီးကဥပေါ်ဥကိုအကွက်ကြကြပညာစမ်းချင်တာနဲ့နန်းတွဲမှာနှံ့ဝတ်တစားဆိုပြီးအဝတ်မပါတဲ့ဗလာလက်ဆောင်တစ်တာကြီးတစ်လုံးကိုပြတယ်။ပုံငှက်စီကိုနှက်ပြေကနန်းမင်းကြီးကဒီဝတ်ဆောင်ကိုပေးလိုက်တာ။ဒီဝတ်ဆောင်ရဲ့ထူးခြားချက်ကလူယို့လူအတွေနဲ့ငတောင်းတွေဆိုရင်တောင်လုံးဝမမြင်ရဘူး။ပညာရှိတဲ့သူတွေပဲမြင်ရတာ။မင်းကဒီဝတ်ဆောင်ရဲ့လှပတဲ့အယောင်တွေကိုမြင်ရရဲ့လားဘင်းကြီးကခက်တတီနဲ့အောက်ကမှုမတွေကိုလည်းမျက်စိမှိတ်ပြထားတာပေါ့တကယ်တော့တစ်တာထဲမှာဘာမှမရှိဘူးဥပ္ပဥကတစ်တာထဲကိုကြည့်လိုက်တော့ဘာမှမရှိတာတိတာပေါ့ဒါပေမဲ့သူကမမြင်ဘူးလို့ပြောလိုက်ရင်ငတောင်းလို့အထင်ခံရမှာမလားအဲ့ဒီမှာတင်ဥပ္ပဥကဒူးထောက်ပြီးဝမ်းတာအားရအော်တော့တာပဲဟာမှန်လားပါဗျာတကယ်ကိုထူးဆန်းအံ့ဩစရာကောင်းလာပါလေဗျာဒီဝတ်ဆောင်ရဲ့အယောင်ကဖန်ချက်လို့ကြည်လင်းနေတာပဲအရှင်မင်းကြီးဒီဝတ်ဆောင်ကိုအခုပဲဝတ်ပြီးတိုင်ကန်လှည့်ကြည့်ပါလားဖေ။တိုင်းသူပြည်သားတွေကအရှင်မင်းကြီးရဲ့ပညာရှိမှုကိုအံ့ဩကြပါလိမ့်မယ်။ဘယင်းကြီးကလည်းဥပ္ပဥကမြင်နေဆိုတော့ငါလည်းပညာရှိပဲဆိုပြီးအရှက်မကွဲချင်တာနဲ့ကိုလုံးတီးအတွင်းခံလေးနဲ့နန်းတော်ပြင်ကိုထွက်ပြီးတိုင်ကန်လှည့်လဲတော့တာပေါ့။လာမင်းကလူတွေလည်းမမြင်ရဘူးလို့ပြောရင်ငတောင်းအထင်ကားရမှာစိုးလို့ဝိုင်းကြီးလှလိုက်တာကြည့်ကောင်းလိုက်တာနဲ့အော်နေကြရတယ်။အဲ့ဒီချိန်မှာလာမေးကကလေးတယောက်ကအော်ပြောလိုက်တယ်။ဟာဘယင်းကြီးကအဝတ်မပါပဲလမ်းလျှောက်နေတာကြီးအဲ့ဒီမှာတည်းလူတဲ့အကောင်လုံးကအမှန်တရားကိုတိတော့ပြီးဝိုင်းရီကြတော့တာပဲဘယင်းကြီးလည်းအရှက်ရပြီးနန်းတော်ထဲအမြန်ပြေးဝင်ကဥပေါ်ဥကိုဒေါတာတကြီးခေါ်မယ်တဲ့ဘုံမင်းကကိုလဲနေဝတ်ဆောင်ကမရှိပဲနဲ့ပါလို့လှတယ်လို့ပြောတယ်လေငါမှအရှက်တွေကွဲကောင်ပြီဥပေါ်ဥကအေးဆေးပဲပြန်လျှောက်တယ်မန်းလှပါဗျာကျွန်တော်မျိုးကမလိမ့်ပါဘူးကျွန်တော်မျိုးကဝတ်ဆောင်ကိုမြင်ရတယ်လို့မပြောပါဘူးဝတ်ဆောင်ရဲ့ကြည်လင်မှုကဖန်ချက်လိုပဲလို့ရှောက်တာပါဖန်ချက်ဆိုတာဘာမှမရှိပဲကြည်လင်နေတာကိုပြောတာပါဗျာပြီးတော့အရှင်မင်းကြီးကကျွန်တော်မျိုးကိုငတောင်းတွေမမြင်ရဘူးလို့မှိုက်ထားတော့ကျွန်တော်မျိုးကအရှင်မင်းကြီးကိုငတောင်းမဟုတ်ဘူးလို့တက်တည်ပြချင်လို့ဝတ်လိုက်ပါလို့ရှောက်လိုက်တာပါအခုတော့တိုင်းသူပြည်သားတွေတိတော့တာကဝတ်ဆောင်မရှိတဲ့ထက်အရှင်မင်းကြီးမှာအဝတ်မရှိတာကိုတောင်မတိတာကပိုခက်တယ်ဆိုတဲ့အမှန်တရားပါပဲဖေ။ဘယင်းကြီးလည်းဥပ္ပဥကိုအပြစ်ပေးဖို့နေနေတာကိုဘာသာကိုငတောင်းဖြစ်တော်မှန်သိပြီးကောင်းကဲ့ဆိုင်ကြတော့ရတော့တဲ့ဥပ္ပဥနဲ့နန်းတွင်းကအလှဆုံးအမျိုးသမီးတခါတော့ပတော်မင်းတရားကြီးတွေဥပ္ပဥကိုအကဲဆန်းလိုသည်ဖြစ်ညီလက်ခံအလဲတွင်မိုက်တော်မူသည်ပုံမင်းကပညာရှိဆိုတော့လောကမှာအလှဆုံးအမျိုးသမီးဟာဘယ်သူလဲဆိုတာငါ့ကိုရှောက်တင်စမ်းဥပ္ပဥတွေဘယင်းကြီးကမိဖုရားများကိုမြောက်ပြောစီခြင်းမှန်တိတော့လဲပညာရှိပြီးတစ်ဖက်လှည့်ဖြစ်အခုလိုရှောက်တင်လေသည်မှန်လှပါဗျာလောကမှာအလှဆုံးမိန်းမဆိုတာမိကိုအလှဆုံးလို့ထင်နေတဲ့အမျိုးသမီးပါပဲဗျာဘယင်းကြီးကတဘောမကြပဲမင်းအဖေကဝေးဝါလာကြီးလားပေါ်ဦးရဲ့တိတိကျကျပျော်စမ်းပါဟုထက်မေးသည်ထိုအခါဥပ္ပဥကပြောင်းလျက်မာနပါအရှင်မင်းကြီးနားလည်အောင်တပည့်တော်တက်တည်ပြပါမယ်အခုနန်းတော်ရှေ့မှာရှိတဲ့အပြိုတော်တွေမိဖုရားတွေကိုခေါ်ပြီးဒီတန့်ပြေးမှာရုပ်အဆိုးဆုံးအမျိုးသမီးကိုငှက်ရဲ့ရွှေပကံလောက်နဲ့စုချမယ်လို့အမိတ်ထုတ်လိုက်ပါဗျာဟုရှောက်သည်ဘယင်းကြီးကလည်းဥပ္ပဥရှောက်သည့်အတိုင်းအမိတ်ထုတ်လိုက်ရာနန်းတော်တစ်ခုလုံးရှိမိမပြိုးများမိဖုရားများထဲမှတူတယောက်မျှထိုးပကံကိုလာ၍မယူကြပေအားလုံးကမိကိုအယောက်ဆိုးဆုံးမှုအပြောမခံနိုင်ကြတော့ကြောက်ဖြစ်သည်ထို့အခါဥပ္ပဥကရွှေပကံကိုကောက်ကိုင်းလိုက်ပြီးအခုလိုရှောက်လိုက်ပါတယ်တွေ့လားဖေ။လောကမှာဘယ်အမျိုးသမီးမှမိကိုရုပ်ဆိုးတယ်လို့အတိအမှတ်မပြုနိုင်ကြပါဘူး။လူတိုင်းကမိကိုအလှဆုံးပဲလို့ထင်ကြတာပါ။အခုဒီရွှေပကံကိုယူမဲ့သူမရှိတော့တာကြောင့်ရုပ်ဆိုးတဲ့အမျိုးသမီးမရှိတဲ့ဒီတန့်ပြည်မှာဒီရွှေပကံကိုရတိတာကတော့အမှန်တရားကိုရှောက်တင်တဲ့တပည့်တော်ပေါ်ဦးပဲဖြစ်ပါတယ်ဖေလို့ဆိုကားရွှေပကံကိုအပီပြင်းတိန်ကျုံယူပါတော့တည်းဘယင်းကြီးလည်းဥပ္ပဥရဲ့လူလေကြပေါင်းကိုဘာမှပြန်မပြောနိုင်ပဲမင်းကတော့ရွှေပကံကိုမိမတို့စီကနေမင်းလက်ထဲရောက်အောင်လှည့်ပတ်ယူနိုင်တဲ့ကောင်ပဲဟုဆိုကာရီမော့လျက်လက်လျှော့လိုက်ရပါတော့သည်ဥပ္ပဥနဲ့ကျဲဥတော်အမတ်များတခါကဖို့တော်ဗျာဟာဥပ္ပဥကိုစချင်တာနဲ့တခြားအမတွေနဲ့တိုင်ပြီးမိအကွက်စင်ထားတဲ့ဘယင်းကအမတ်အလုံးကိုကျဲဥတလုံးစီဂျိုးပေးထားပြီးဥပ္ပဥကိုတော့မပေးထားဘူးပေါ့ညီလက်ခံရောက်တော့ဘယင်းကမိုက်တော်မူတယ်ဟေ့အမတ်တို့ငါကိုတော်မြတ်အိမ်မက်တာဒီနေ့ညီလက်ခံမှာရှိတဲ့အမတ်တွေအားလုံးကျက်လိုမျိုးတွန်းပြီးကျဲဥတလုံးစီဥပြရမယ်တဲ့မဥနိုင်တဲ့သူကိုတော့အပြစ်ပေးမယ်ဘယင်းပြောတာနဲ့တခြားအမတ်တွေကအတိယူလာတဲ့ကျဲဥတွေကိုထောက်ပြပြီးအောက်အီနဲ့ကျဲလိုတွန်းပြကြတာပေါ့ဥပ္ပဥစီရောက်တဲ့အခါမှာတော့ဥပ္ပဥမှာကျဲဥမရှိဘူးဘယင်းကပြုံးစစ်စစ်နဲ့မေးတယ်ကဲပုံမင်းကကျဲဥမဥနိုင်ဘူးလားဥပ္ပဥကခဏလေးညံတော့ပြီးမှရောက်တည့်လက်မောင်းနှစ်ဖက်ကိုခါထောက်ရင်းကိုကော့ပြီး
IEO ဆိုပြီးကြက်ဖတွန်းသလိုတွန်းပါလေရောဘယင်းကအာအော်ပြီးဟေ့ဘောဦးမင်းကဘာလို့ကြက်မလို့မတွန်းမဲ့ကြက်ဖလို့တွန်းနေတာလဲကျဲဦးကရောဘယ်မှာလဲဥဘောဦးကအခက်တည်းနဲ့ရှောက်တင်လိုက်ပုံကမှန်လှပါဗျာအရှင်မင်းကြီးမြင်တော်မူတဲ့အတိုင်းအခုညီလာခံမှာရှိတဲ့အမတ်တွေအားလုံးကကျမတွေဖြစ်နေလို့ကျဲဥတွေဥနေကြတာပါဗျာကျွန်တော်ပေါ်ဦးကတော့အဲ့ဒီကျမအောင်ကြီးကိုအောက်ချောက်ရမယ်ကျက်ဖကြီးမို့လို့ကျဲဥမဥနိုင်မဲ့တော်မဲ့တော်နေပါဗျာတဲ့ဘရင်ကြီးနဲ့အမတ်တွေအားလုံးဥပေါ်ဦးရဲ့အမတ်အားလုံးကိုကျက်မလို့တယောလိုက်တဲ့ပညာရဘဘတောက်ပြန်မှုကိုကြားပြီးဘာမှပြန်မပြောနိုင်ပဲပွဲကြတော့ပါတော့တယ်ဥပေါ်ဦးနဲ့ဘရင်ကြီးနွားနုညှစ်ပွဲတခါတော့ကဘရင်ကြီးကဥဘောဦးကိုအကြက်ရအောင်တမင်တက်အမိုက်ထုတ်တယ်။ဘောဦးငါကိုတော့နွားနို့တောက်ချင်တယ်။ဒါပေမဲ့တာမန်နွားမနို့တော့မဟုတ်ဘူး။ငါနန်းတော်ထဲမှာရှိတဲ့နွားလာဥတ္တပနွားသီးကြီးစီကနေနွားနို့တပကံရအောင်ညှစ်ခရမယ်။မင်းညှစ်မလာနိုင်ရင်တော့မင်းဟာပညာမရှိတဲ့တူပဲတဲ့။နွားသီးမှာနှုတ်မရှိမှအားလုံးသိပေမဲ့ဘရင်ကြီးကတမင်အနိုင်ကြည့်တာပေါ့။ဥဘောဦးကမှန်းလှပါဗျာ။ညှစ်ပေးပါမယ်ဗျာဆိုပြီးအိမ်ပြန်တော့တယ်။နောက်နေ့မနေ့ရောက်တော့ဥဘောဦးကနန်းတော်ကိုမလာဘဲနေနေတယ်။ဘရင်ကြီးကလူလို့ခေါ်တော့မှဥဘောဦးကစပင်တွေဖားရအဝတ်တွေပရပွားနဲ့ပြေးဝင်လာတယ်။ဘောဦးနွားနို့ပဲမာတယ်ပြီးတော့မင်းရုပ်ပြက်စင်းပြက်နဲ့ဘာဖြစ်လာတာလဲ။မာနှပါဗျာကျွန်တော်မျိုးနွားနို့ညှစ်ဖို့လာတာနောက်ကျသွားတာခွေးလို့ပါဗျာ။ကျွန်တော်မျိုးရဲ့အဖေကဒီနေ့မနေ့မှတင်ကလေးမွေးနေလို့ပြုစုပေးနေရတာနဲ့အချိန်လွန်တော့တာပါဖျားလို့ရှောက်တင်တယ်။ဘရင်ကြီးကအရေးပြီးဟဲ့ဘောဦးမင်းကတော့ယူတော်ပြီထင်တယ်။လောကမှာယောက်ျားဖြစ်တဲ့မင်းဖေကကလေးမွေးနေဆိုတာဖြစ်နိုင်ပါမလားလို့မေးရောမှန်လားပါဖေ။အဖေဖြစ်တဲ့ယောက်ျားကကလေးမွေးနေဆိုတာမဖြစ်နိုင်မှန်အရှင်မင်းကြီးသိတယ်ဆိုရင်နွားထီးကြီးစီကနေနွားနို့ထွက်တယ်ဆိုတာကတော့ဖြစ်နိုင်ပါမလားဖေတဲ့။ဘရင်ကြီးကဥပဦးရဲ့စကားကိုကြားတော့မှငါအကွက်နဲ့ငါပြန်မိပြီးဆိုတာသိတော့ပြီးအေးဗျာပဦးမင်းအဖေကကလေးမွေးတဲ့ထက်ငါနွားထီးကြီးကနှုတ်ထွက်တာကပိုခက်နေအောင်မယ်။မင်းအနိုင်ရပါတယ်ဆိုပြီးလက်လျှော့လိုက်ရပါတော့တဲ့။ဥဘောဦးနဲ့တောက်တန်ကအဖိုးတန်ရွှေဦးတခါတော့ဘရင်မင်းတရားကြီးဟာဥဘောဦးကိုအခက်သွေးစေချင်တာနဲ့နန်းရင်ပြေမှာအမိန့်တစ်ခုထောက်ပြန်လိုက်ပါတယ်။ဘောဦးငါ့မှာထူးခြားတဲ့အိမ်မက်တစ်ခုရှိတယ်။ငါဘိုးဘေးတွေကငါအိမ်မက်ထဲမှာလာပြောတယ်။ရွှေမြို့တော်ရဲ့အနောက်ဘက်တောက်တန်ကမြေတောင်ပို့တစ်ခုအောက်မှာရွှေဦးကြီးတစ်လုံးရှိတယ်တဲ့။အဲ့ဒါကိုနင်တော်တူပြီးငါစီယူခဲ့ရမယ်။အကယ်၍ရွှေဦးမရလာရင်တော့နေ့ကိုငါညာစားမှုနဲ့အပြစ်ပေးမယ်။ဥပဦးလည်းမင်းကြီးကတက်တက်ညှိမှန်သိတာပေါ့ဒါပေမဲ့ညင်းလို့မရတာနဲ့တောက်တန်ကိုထွက်သွားရပါတယ်နောက်တနေ့မနေ့ရောက်မှာတော့ဥပဦးဟာနန်းတော်ကိုချွေးတလုံးလုံးနဲ့ပြန်ရောက်လာတယ်ဒါပေမဲ့တူးလိုက်ထဲမှာရွှေအိုးမပါပဲရှို့ပေါက်တွေပဲပါလာတာပေါ့ဟဲ့ဘောဦးရွှေအိုးကဘယ်မှာလဲနင်ယူမလားပဲဘာလို့ရှို့တွေယူလာတာလဲငါ့ကိုညားတာလားဥပဦးကမျက်နှာငယ်လေးနဲ့ပြန်လျှောက်လိုက်ပါတယ်မှန်လားပါဗျာကျွန်တော်မျိုးတုတ်တာမှာတညလုံးတူးပါတယ်မြေတောင်ပို့အောက်ရောက်တော့ရွှေအိုးကြီးကိုတကယ်တွေ့ပါတယ်ဖေ။ဒါပေမဲ့ကျွန်တော်မျိုးကရွှေအိုးကိုမကိုင်းပဲဘေးကနေစောက်ကြည့်နေမိတယ်။ဘာလို့စောက်ကြည့်နေတာလဲဘောဦးရဲ့အမြန်ယူခဲ့ရမှာပေါ့။အဲ့ဒီရွှေအိုးကြီးကကျွန်တော်မျိုးကိုလှမ်းပြောတယ်ဖေ။ငါ့ကိုလာမကိုင်းနဲ့ငါတခင်ကမင်းကြီးဖြစ်တဲ့အတွက်မင်းကြီးကိုယ်တိုင်လာထမ်းမှငါကရွှေဖြစ်မှာတခြားသူလာထမ်းရင်ရှို့ပဲဖြစ်မယ်လို့ပြောပါတယ်ဖေ။အဲ့ဒါကြောင့်မို့အရင်မင်းကြီးကိုယ်တိုင်တောက်တံကိုကြွပြီးတွားထားမှသာအဲ့ဒီရှို့တွေကရွှေအိုးပြန်ဖြစ်မှာပါဖေ။မင်းကြီးလည်းဥဘောဦးရဲ့စကားကိုကြားတော့ကြောင်တော့ပါတယ်ဒုကတိုင်းတောက်တန်ကိုတော့ပြီးရှို့ထားမှုဆိုတာမဖြစ်နိုင်မှန်းသိတာပေါ့အေးလေဘောဦးရဲ့နင်းကတော့ငါ့ကိုတောက်တန်ထိအလောက်အကျွေးပြုတ်ခန့်ချင်းနေတာကိုရွှေအိုးလည်းမလို့ရှင်တော့ဘူးရှို့တယ်လဲလွှဲပြစ်လိုက်တော့ဆိုပြီးဘိုင်းနှိတ်ကရီမော့တော်မူရတဲ့ဥဘောဦးနဲ့မောဖနက်တခါတော့ကဥဘောဦးဟာနန်းတော်ထဲမှာဘရင်ကြီးနဲ့စကားပြောနေရင်ဒူစီလာတဲ့ဖနက်အစုပ်ကြီးတစ်ဖက်ကိုဝန်ကြီးတယောက်ကမနာလို့ဟိုးထားလိုက်တဲ့စကားပြောပြီးပြန်ခံနေမှာဥဘောဦးဟာဖနက်တစ်ဖက်ပြောင်းနေတာကိုသိတော့တယ်။ဘောဦးမင်းဖနက်တစ်ဖက်ဘယ်ရောက်တော့တာလဲလို့မေးတော့ဥဘောဦးကဝန်ကြီးတို့ရဲ့မျက်နှာကိုတစ်ချက်ကြည့်ပြီးအကွက်စင်တော့တာပေါ့။မှန်လှပါဗျာ။ကျွန်တော်မျိုးရဲ့ဖနက်ကမော်ဖနက်မို့လို့ပါ။ဒီဖနက်ကတူပါတာတူလမ်းလျှောက်တက်ရောင်တင်မကပဲတခို့ရဲ့ခေါင်းပေါ်ကိုတက်ထန်တတ်တဲ့အလေးအကျင့်ရှိပါတယ်ဗျာ။ဝန်ကြီးတွေကမယုံတယ်လို့နဲ့ဘာဖနက်ကခေါင်းပေါ်တက်ထန်နေဟုတ်လားဆိုပြီးဝိုင်းရီကြတယ်။အဲ့ဒီမှာတည်းဥဘောဦးကဆက်ပြောလိုက်တာကမှန်လားပါဗျာအခုလေကြည့်လိုက်ပါအောင်ကျွန်တော်မျိုးရဲ့ဖက်နှက်တစ်ဖက်ကခိုးတဲ့ဒူရဲ့ခေါင်းပေါ်မှာတက်ထိုင်နေပါပြီဝန်ကြီးတို့တယောက်ချင်းစီရဲ့ခေါင်းကိုတေချာကြည့်လိုက်ပါဗျာအဲ့ဒီစကားကိုကြားရတဲ့ဖက်နှက်ဝတ်ထားတဲ့ဝန်ကြီးဟာလှတော့ပြီးဟာငါခေါင်းပေါ်မှာဘာမှမရှိပါဘူးဆိုပြီးသူ့ခေါင်းကိုသူ့လက်နဲ့အယုံရောင်မမပြပြတလဲဆန့်လိုက်မိတဲ့ဥဘောဦးကပြောပြီးတွေးပြီးမဟုတ်လားဗျာ
ကောင်းကိုအရင်ဆုံးစိုင်းတဲ့သူဟာကျွန်တော်မျိုးဖက်ကိုဝတ်ထားတဲ့တခိုးပါပဲဖေဟာဝန်ကြီးလဲဦးကျွန်းကျောင်းနဲ့ဖက်ကိုပြန်ထုတ်ပေးလိုက်ရပြီးဘရင်ရှိမှအဆက်ကွဲတော့တဲ့ဥပေါ်ဦးနဲ့ကြောက်ခဲထမင်းတခါတော့ဘိုးတော်ဖျားသည်ဥပေါ်ဦးကိုလူလဲကောင်တွင်အခက်တွေ့စေရန်ကြံစီလေသည်ဘရင်ကြီးသည်နန်းတွင်ထမင်းစပွဲဝိုင်းတစ်ခုတွင်ဥပေါ်ဦးအတွက်တိကျပြင်ဆင်ထားသောထမင်းမကန်ထဲ၌ကြောက်ခဲကလေးများကိုအနှရောနှောထရန်စီမံထားလိုက်သည်ထမင်းစားချိန်ရောက်တော့ဘရင်ကြီးကပြုံးစီစီဖြင့်ပေါ်ဦးဒီနေ့ငါနန်းတော်ကထမင်းကထူချတယ်မင်းအတွက်ငါကိုယ်တိုင်အထူးစီမံထားခိုင်းတာမို့တစေးမကြံကောင်းအောင်စားရမယ်နော်မကောင်းရင်တော့ငါအမိတ်ကိုဖိဆန်တာပဲဟုမိုက်တော်မူသည်ဥပေါ်ဦးသည်ထမင်းကိုတလောက်စားလိုက်သည်နှင့်တွားနှင့်ကြောက်ခဲအတိုက်မိသည်ဖြင့်ကွမ်းခနဲ့အတန်ထွက်သွားတော့သည်ဘေးကအမတ်များကလည်းဥပေါ်ဦးတွားကျိုးတော့မည်ဟုထင်ကခို့ရီကြသည်တို့တော့ဥပေါ်ဦးသည်ကြောက်ခဲကိုထွေမထုတ်ပဲခဏမျှစဉ်းစားပြီးနောက်ဘရင်ကြီးကိုကြည့်ကအခုလိုရှောက်တင်လေသည်မာငှပါဖေဟာဒီထမင်းကတပည့်တော်တသက်မှာတကားမှမစားဘူးတဲ့နှိပ်ပန်ထမင်းပါပဲဖေဟာဘရင်ကြီးကဟီးကြောက်ခဲတွေပါနေတာကိုဘာလို့တိတ်ပန်ထမင်းလို့ပြောတာလဲပေါ်ဦးမာလှပါဘာဖြစ်လို့လဲဆိုတော့ဒီထမင်းထဲမှာပါတဲ့ကြောက်ခဲတွေဟာအလွန်မာကြောလုံးလို့ဝါလို့လည်းမရမျိုးလို့လည်းမရပါဘူးဖေဟာအဲ့ဒါကြောင့်ဒီထမင်းကိုစားရတဲ့အချိန်မှာတပည့်တော်ရဲ့စက်ထဲမှာလောဘဒေါသမောဟတွေလုံးဝမရှိတော့ပဲတော်မကြို့အောင်ပဲအာယုံစိုက်နေရလို့စိုက်ဟာနှိပ်ပန်ရောက်လို့ငြင်းချနေရတာပါဖေဟာထို့နောက်ဥပေါ်ဦးကဆက်၍ဒါပေမဲ့အရှင်မင်းကြီးနှိပ်ပန်ဆိုတာတယောက်တည်းတွားလို့မကောင်းပါဘူးအရှင်မင်းကြီးလည်းကျွန်တော်မျိုးနဲ့အတူနှိပ်ပန်ရောက်အောင်ဒီထဲကကြောက်ခဲအကြီးဆုံးတွေကိုအရှင်မင်းကြီးအတွက်ကျွန်တော်မျိုးဖဲပေးထားပါတယ်ဖေဟာအရှင်မင်းကြီးလည်းကျွန်တော်နဲ့အတူနှိပ်ပန်တက်ရအောင်စားတော်ခေါ်ပါတယ်ဖေဟာဟုဆိုကာကြောက်ခဲများပါတော့သမင်းမကန်ကိုဘရင်ကြီးရှေ့သို့ထိုးပေးလိုက်လေသည်ဘရင်ကြီးလည်းမိမိကြော်ကွေမိမိပြန်မိကတော်ပြီပေါ်ဦးငါနှိပ်ပန်မတော်ချင်းသေးဘူးဟုဆိုကာမျက်နှာလွှဲ၍လက်လျှော့လိုက်ရပါတော့သည်အမတ်ကြီးဥပေါ်ဦးနှင့်မျက်မမြင်စည်းတခါကဘရင်ကြီးကဥပေါ်ဦးကိုစချင်တာနဲ့မင်းကွန်းတစ်ခုမေးလိုက်တယ်ပေါ်ဦးငါရဲ့နေပြည်တော်မှာမျက်စိမမြင်တဲ့သူနဲ့မျက်စိမြင်တဲ့သူဘယ်သူကပိုများတယ်လေတဲ့ဥပေါ်ဦးကခဏစဉ်းစားပြီးမှန်လှပါဖေဟာမျက်စိမမြင်တဲ့သူကပိုများပါတယ်ဖေဟာလို့ဖြေလိုက်တယ်ဘရင်ကြီးကမယုံတာနဲ့ဥပေါ်ဦးကမနေ့ဖြန်ကြရင်လက်တွေ့ပြပါမယ်လို့ဂရီပေးလိုက်တယ်နောက်တစ်နေ့မနေ့မှဥပေါ်ဦးကနန်းတော်ရှိကလူစီကားတဲ့လမ်းဘေးမှာထိုင်ပြီးအိုးထဲကိုကြောက်ခဲတွေထည့်ပြီးအောက်ကမိပြင်းပြင်းနဲ့ဟလောနေတဲ့ဘရင်ကြီးကလမ်းလျှောက်ထွက်လာတော့ဥပေါ်ဦးကိုတွေ့ပြီးမေးတာပေါ့ပေါ်ဦးမင်းဘာလုပ်နေတာလဲဥပေါ်ဦးကဘာမှပြန်မပြောဘဲဇာအုပ်ထဲမှာတိတ်လို့မှတ်လိုက်တယ်ခဏနေတော့တခြားအမတ်တွေရောက်လာပြီးအမတ်ကြီးဘာလုပ်နေတာလဲလို့ဝိုင်းမေးကြပြန်တယ်ဥပေါ်ဦးကဘာမှပြန်မဖြေပဲ1 3 4ဆိုပြီးစရင်ထဲမှာတောက်လျှောက်မှတ်နေတာပေါ့ဘရင်ကြီးကစိတ်မရှိတော့ပဲပေါ်ဦးငါမေးနေတာကိုမဖြေပဲဘာလို့ရေးနေတာလဲလို့ဟောက်နေတော့မှဥပေါ်ဦးကမှန်လှပါနေပြည်တော်မှာရှိတဲ့မျက်မမြင်စရင်ကိုမှတ်နေတာပါဖေဟာတဲ့ဘရင်ကြီးကငါမျက်စိအကောင်းကြီးနဲ့ကြည့်နေတာကိုဘာလို့မမြင်စရင်တဲ့ထဲ့တာလဲလို့မေးတော့ဥပေါ်ဦးကပြုံးပြီးမှန်လှပါဖေဟာကျွန်တော်မျိုးကအိုးထဲကိုကြောက်ခဲတွေထည့်ပြီးလောနေတာအထင်ရှားကြည့်ပါဒါကိုမြင်ညက်နဲ့ဘာလို့နေတာလဲလို့မေးတဲ့သူတွေဟာမျက်စိရှိပေမဲ့ဘာမှမမြင်တဲ့မျက်မမြင်တွေမို့လို့စရင်ထဲထည့်ရတာပါဖေဟာအခုဆိုရင်အရှင်မင်းကြီးဟာဒီစရင်ထဲမှာနံပါတ်1အစိကပါပဲလို့ရှောက်လိုက်ပါလေရောဘရင်ကြီးကဥပေါ်ဦးရဲ့ညံကိုသဘောကျပြီးရီမော့ကစုလက်တွေပေတနာတော်မူလိုက်တယ်ဆိုပဲအကြံကြီးတဲ့ဘရင်ကြီးနဲ့အငတ်ကြီးတဲ့ဥပေါ်ဦးတခါတော့ကဘရင်ကြီးဟာဥပေါ်ဦးကိုစချင်တာနဲ့နန်းတွင်းထဲမှာရှိတဲ့မှုမတ်တွေအကုန်လုံးကိုအမိတ်တော်တစ်ခုထုတ်ပြန်လိုက်တယ်ဒီနေ့နန်းတွင်းစားတော့ပွဲကျင်းပါမယ်မှုမတ်ကြီးနဲ့နန်းတွင်းပညာရှိများငါနဲ့အတူပွဲတော်တဲစေဆိုပြီးအမိတ်ထုတ်ပြန်လိုက်တယ်အဲ့ဒီနောက်ဘရင်ကြီးကမှုမတ်တွေနဲ့ညှိထားပြီးဥပေါ်ဦးကိုပဲအဆက်ခွဲဖို့ကြံစီထားတာပေါ့စပွဲလဲပြီးရောမှုမတ်တွေအားလုံးကသူတို့စားတဲ့ငပြောခုံတွေကိုဥပေါ်ဦးရှိကိုပဲခိုးပြီးပြစ်ထည့်လိုက်ကြတယ်ခဏနေတော့ဥပေါ်ဦးရှိမှငပြောခုံတွေကတောင်းလို့ပေါင်းနေတာပေါ့ဘရင်ကြီးကသဘောကျပြီးလှမ်းမေးတယ်ဟဲ့ပေါ်ဦးမင်းရှိမှငပြောခုံတွေအများကြီးပါလားမင်းကတသက်လုံးငှက်လာတာလားကြည်စမ်းတခြားလူတွေရှိမှအခွန်တခိုးမှမရှိဘူးမင်းကတော့အကုန်စားပြစ်တာကိုမှုမတ်တွေကလည်းဥပေါ်ဦးအဆက်ကွဲပြီးဆိုပြီးတာဟာနဲ့ဝိုင်းရီကြတာပေါ့ဥပေါ်ဦးကတော့မလာတဲ့အပြင်ဘရင်ကြီးကိုပြုံးပြုံးလေးနဲ့ပြန်လျှောက်တယ်မှန်လားပါဗျာ
ကျွန်တော်မျိုးကတော့ငပြောတိကိုအခွန်ခွာပြီးစားတတ်တဲ့တာမန်လူမို့လို့ကျွန်တော်မျိုးရှေ့မှာအခွန်တွေပေါင်းနေတာပါဒါပေမဲ့ဘာဖြစ်လဲပေါ့ဦးဒါပေမဲ့ဖះကျွန်တော်မျိုးထက်ပိုးပြီးငှက်မွတ်တဲ့သူတွေကတော့ဒီနန်းတော်ထဲမှာရှိနေပါသေးတယ်ဖះကျွန်တော်မျိုးကမှအခွန်ခွာပြီးစားသေးတယ်ဘေးကမှုမှန်မင်းဆိုးရာစာတွေနဲ့အရှင်မင်းကြီးကိုကြည့်ပါအောင်ဒူးရှိမှအခွန်တခုံးကမကြမ်းအောင်ကိုအခွန်ရောအတီးရောဝါမျိုးပြစ်လက်ကြတာတကယ်ကိုအံ့ဩစရာပါပဲဖះဥပေါ်ဥတို့မိမကြောက်တက်လိုက်ပုံများတခါတော့ကဘရင်ကြီးဟာနန်းတွင်းထဲမှာရှိတဲ့မှုမတွေအားလုံးကိုစံတက်ချင်တာနဲ့နန်းတော်ရှိမှဆက်ဝိုင်းနှဝိုင်းဆွဲခန်းလိုက်တဲ့တဝိုင်းကမိမကြောက်တဲ့ဒူများနောက်တဝိုင်းကမိမမကြောက်တဲ့ဒူများဆိုပြီးစိုင်းပေါက်တတ်ထားတယ်ကဲမှုမတို့မင်းတို့တတိကိုအမှန်တန်ပြကြစမ်းမိမကြောက်တဲ့ဒူကဘဲဘက်ဝိုင်းထဲဝင်မကြောက်တတ်တဲ့ဒူကညာဘက်ဝိုင်းထဲဝင်လဲနဲ့သူတွေ့ရင်ကျင်းတန်တိမယ်ဘရင်ကြီးအမိုက်လေပေးပြီးရောမှုမတွေအားလုံးဟာကျင်းတန်ဆိုတဲ့အတန်ကြားတာနဲ့တုံတုံရင်းရင်းနဲ့မိမကြောက်တဲ့အဝိုင်းထဲကိုအလူအယက်တိုးဝင်ကြတော့တာပဲခဏနေတော့ညာဘက်ကမကြောက်တဲ့အဝိုင်းထဲမှာဥပိုလ်ဦးတယောက်တည်းပဲခက်တတီးနဲ့ရက်နေတဲ့ဘရင်ကြီးကအံ့ဩတော့ပြီးဟာပိုလ်မင်းကတကယ်ယောက်ျားကောက်မယ်တနင်္ဂနွေလုံးမှာမင်းတယောက်ပဲမိမမကြောက်ဘူးပေါ့လေကဲမင်းရဲ့တတိကိုငါကိုတော့ချီကျူးစရာတွေပေးရမယ်အဲ့ဒီချိန်မှာဥပိုလ်ဦးကမျက်နှာငယ်လေးနဲ့ပြန်လျှောက်တယ်မှန်လားပါဖေဟာကျွန်တော်မျိုးကတတိရှိလို့ဒီဝိုင်းထဲရက်နေတာမဟုတ်ပါဘူးဖေဟာဒါဆိုဘာလို့တယောက်တည်းရက်နေတာလဲမှန်လားပါဖေဟာကျွန်တော်မျိုးအိမ်ကထွက်လာကြတဲ့ကကျွန်တော်မျိုးမိမကမှားလိုက်ပါတယ်ဖေဟာလူအများကြီးစုတဲ့နေရာဆိုရင်လုံးဝမတော့နဲ့လူမရှိတဲ့နေရာမှာပဲတွားရက်နေတဲ့အခုဟိုဘယ်ဝိုင်းမှာလူတွေအများကြီးစုနေတာဆိုတော့ကျွန်တော်မျိုးမိမစကားကိုနားထောင်ပြီးလူမရှိတဲ့အဝိုင်းမှာလာရက်နေတာပါဖေဟာဘရင်ကြီးလည်းဥပေါ်ဥစကားကြတော့ရီးရခက်ငိုရခက်နဲ့အေးမင်းကတော့တကယ်မိမကြောက်အစ်ပဲဆိုပြီးပွင့်ကြတော့တဲ့ဥပေါ်ဥနဲ့တရားခံမဲ့အိုးကွယ်တခါတော့ကနန်းတော်ထဲမှာအင်မတန်အဖို့တန်းနဲ့မြေအိုးကြီးတစ်လုံးရှိတဲ့ဝန်ကြီးတယောက်ကအဲ့ဒီအိုးကိုကန်ကြည့်ရင်မတော်တဆနှုတ်ချမိပြီးကွဲတော့ရောဝန်ကြီးကအပြစ်ဒဏ်ကြောက်တယ်နဲ့နာမခွဲဘူးအလိုလိုကွဲတော့တာဆိုပြီးညင်းနေတာပေါ့ဘရင်ကြီးကလည်းဘသူခွဲမှမသိလို့ဥပေါ်ဥကိုစိတ်ခတ်လိုက်တယ်ဥပဦးကကွဲနေတဲ့အိုးချမ်းဘက်ကိုကြည့်ပြီးဝန်ကြီးအားလုံးကိုစုဝေးစေလိုက်တယ်။ပြီးတော့အတီပေါက်နဲ့ပြောလိုက်တာကအရှင်မင်းကြီးဒီအိုးကတာမန်အိုးမဟုတ်ပါဘူး။သူကစကားပြောတတ်တဲ့အိုးပါ။အခုကွဲတော့တာဟာတစုံတစ်ယောက်ကသူ့ကိုဆဲလို့စိတ်မကောင်းဖြစ်ပြီးအလိုလိုကွဲတော့တာပါဖေ။ဝန်ကြီးတွေကဦးချွန်ချောင်းနဲ့အိုးကဘလို့လောက်စကားပြောမှလဲဆိုပြီးရီးကြတာပေါ့။ဥပေါ်ဦးကဆက်ပြောတယ်။မယောင်းရင်စမ်းကြည့်လို့ရပါတယ်။ဒီအိုးချမ်းဘဲတွေကိုတယောက်ချင်းစီနာနာကပ်ပြီးနားထောင်ကြည့်ပါဘဒုဝမဆိုဒီအိုးကမင်းခွဲတာလားလို့မေးလိုက်မယ်အဲ့ဒီအခါငါမခွဲပါဘူးလို့ပြန်ဖြေရပါမယ်တကယ်လို့ခွဲတဲ့သူကငါမခွဲဘူးလို့လမ်းပြောရင်အဲ့ဒီလူရဲ့နံရွက်ဟာချက်ချင်းမိခိုးတယ်ထွက်လာပါလိမ့်မယ်ဝန်ကြီးတွေလည်းတယောက်ချင်းစီအိုးချမ်းဘဲကိုနာနာကပ်ပြီးငါမခွဲပါဘူးလို့ပြောကြတာပေါ့အဲ့ဒီမှာအိုးခွဲခဲ့တဲ့ဝန်ကြီးလက်ရောက်တော့သူကငါမခွဲပါဘူးလို့ပြောပြတာနဲ့သူ့နံရွက်ကနေမိခိုးထွက်မထွက်သိချင်တာနဲ့လက်နဲ့နံရွက်ကိုခဏခဏပြပြတဲ့ပုတ်ကြည့်နေတော့တာပေါ့ဥပဦးကအဲ့ဒါကိုမြင်တာနဲ့ဘရင်ကြီးကိုရှောက်တင်လိုက်တယ်တွေ့ပြီမဟုတ်လားဗျာအိုးကစကားမပြောပေမဲ့ကို့နရွက်ကမိခိုးတွဲမှာကြောက်ပြီးခဏခဏစမ်းနေတဲ့ဝန်ကြီးဟာအိုးကိုခွဲတဲ့တရားခံစစ်ပါပဲဗျာဘရင်ကြီးလည်းဥပဦးရဲ့ညံကိုသဘောကျပြီးဒါဟနဲ့ရီးတော့တာပေါ့ဝန်ကြီးကလည်းမျက်နှာကြီးနီးပြီးအပြစ်ကိုဝန်ခံလိုက်ရတော့တဲ့ဥပဦးနဲ့နန်းတွင်စားတော်ပွဲတခါကဖိုးတော်ဖျားဟာနန်းတွင်မှာအမတ်ကြီးတွေကိုဖိတ်ကြပြီးဇီကာတိုက်မြတဲ့စားတော်ပွဲကြီးတစ်ခုကျင်းပါတယ်ဥပေါ်ဦးကတော့ထုံးစံတိုင်းရိုးရိုးအေးအေးပဲနေတတ်တဲ့ဒူးဆိုတော့နန်းတွင်ဝတ်ဆောင်အစံအတစ်တွေမဝတ်ပဲခန်းနွန်းဝတ်ဆောင်လေးနဲ့ပဲနန်းတော်ကိုလာခဲ့တာပေါ့နန်းတော်တကားဝအရောက်တော့တကားဆောက်အတစ်ကဥပေါ်ဦးကိုတာမန်လူတယောက်ထင်ပြီးပေးမဝင်ဘူးတဲ့ဥပေါ်ဦးကလည်းညင်းမနေပဲအိမ်ပြန်တော့ပြီးအင်မတန်ခညားထဲသွားတဲ့အမတ်ကြီးဝတ်ဆောင်ကိုလဲဝတ်ပြီးပြန်လာတော့မှအဆောက်ကရိုးရိုးတည်းလမ်းဖွင့်ပေးလိုက်တော့တယ်ဒီလိုနဲ့ဆက်ပွဲတော်စတဲ့အခါမှာထူးခြားတာတစ်ခုဖြစ်လာတယ်။ဥပဦးဟာဟင်းခွက်ကိုယူပြီးသူ့ရဲ့အင်ကြီးလက်ပွားကြီးထဲကိုလောင်းထက်ပစိုးပုံကိုတင်းနဲ့ထူးခြားတာတွေလောက်နေတော့တာပေါ့။ဘရင်ကြီးကမြင်တော့အံ့ဩပြီးပေါ့ဦးမင်းဘာတွေလောက်နေတာလဲ။ဘာလို့ဟင်းတွေကိုစားမဲစားအဝတ်တွေထဲနေတာလဲလို့မေးတာပေါ့။အဲ့ဒီမှာဥပဦးကခက်တတီနဲ့ပဲအခုလိုရှောက်တင်လိုက်ပါတယ်။မှန်လှပါဗျာ။ကျွန်တော်မျိုးခုနကဝတ်ဆောင်ဟောင်းနဲ့လာတော့ကအဆောက်တွေကပေးမဝင်ပါဘူးဗျာ။အခုဒီဝတ်ဆောင်အတီကြီးဝတ်လာမှပဲပေးဝင်ပြီးဒီစားပွဲတော်ကိုဈေးနှွှဲခွင့်ရတာပါတ
ဒါကြောင့်ဒီဟင်းနေရာတွေကကျွန်တော်မျိုးစားဖို့မဟုတ်ပဲဒီဝတ်ဆောင်ကြီးစားဖို့တာဖြစ်ပါတယ်ဖေဟာဒါကြောင့်ဝတ်ဆောင်ကြီးကိုကျွေးနေတာပါလို့ရှောက်တင်လိုက်ပါလေရော